BNR အဖွဲ့ခေါင်းဆောင်ဗိုလ်နဂါနဲ့၎င်း၏မိသားစုဝင်များသည်ယနေ့ဖေဖော်ဝါရီလ18ရက်တွင်ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြောင်းသိရပါသည်။ BNR အဖွဲ့ခေါင်းဆောင်နိုင်လင်းခေါ်နဂါနဲ့၎င်း၏မိသားစုဝင်များသည်ယနေ့ညနေ4:50မိနစ်ခန့်တွင်လက်နက်မျိုးစုံ6လက်ဆက်ဆက်ပစ္စည်းများနှင့်အတူစကိုင်းတိုင်းဒေသကြီးဖလဲမြို့နယ်အတွင်းနေမြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေတဲ့တပ်မတော်လုံခြုံရေးတပ်စခန်းတစ်ခုထံသို့လာရောက်ဆက်သွယ်သတင်းပို့၍ဥပဒေဘောင်တွင်သို့ဝင်ရောက်လာခဲ့ကြောင်းသိရပါတယ်။အဆိုပါဥပဒေဘောင်တွင်သို့ဝင်ရောက်လာတဲ့ BNR အဖွဲ့မှအဖွဲ့ခေါင်းဆောင်နိုင်လင်းခေါ်နဂါနဲ့၎င်း၏မိသားစုဝင်များအားနေမြေကန်လုံခြုံရေးတပ်ဌာနချုပ်မှတာဝန်ရှိသူများကကြိုဆိုခဲ့ကြပြီးလိုအပ်တဲ့ကူညီထောက်ပံ့မှုများစေဝါကူညီများနဲ့အုပ်ချုပ်မှုကိစ္စရပ်များအားအစဉ်ပြေမှုရှိစေရေးဆောင်ရွက်ပေးခဲ့ကြကြောင်းနဲ့လိုအပ်တဲ့စစ်ဆေးမှုများကိုလှုပ်ထုံးလုပ်နည်းများနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ PDF အဖွဲ့ပါဝင်အခြားသောအဖွဲ့များသည်နိုင်ငံတော်အစိုးရနှင့်တပ်မတော်အားဆန့်ကျင်တိုက်ခိုက်ခြင်းနေမြေကန်ပြည်သူလူထုများအားလက်နက်အားကိုဖြင့်အနိုင်ကျင့်ခြင်းများလှုံ့ဆော်လျက်ရှိတဲ့အပြင်အချိန်ကြာမြင့်လာသည့်နေ့များကိုကျိုးစည်းပွားကိုအခြေခံ၍နေမြေလူချင်းဝေစုမတည့်ခြင်းအချင်းချင်းဗိုလ်ကြားနှိပ်စက်တပ်ဖြတ်ခြင်းစသည်တို့ဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် BNR အဖွဲ့ခေါင်းဆောင်နိုင်လင်းခေါ်နဂါအနေဖြင့်အကြမ်းဖက်လုပ်ရများလှုံ့ဆော်နေမှုများကိုမနှိမ့်ညွှတ်တော့ခြင်းနိုင်ငံတော်နှင့်တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုယုံကြည်လက်ခံလာခြင်းတို့ကြောင့်ယခုကဲ့သို့ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်